စိုက်ဘေးရီးယားရဲ့ညတညအပူချိန် -30 ဒီဂရီအောက်မှာတောင်တက်တဲ့အင်္ဂလိပ်ထဲမှာဆိုရင်လူငယ်9ယောက်ကငြိမ်းချမ်းစွာနဲ့အိပ်နေကြပါတယ်။အဲ့ဒီအချိန်မှာပဲရုတ်တရက်သူတို့အားလုံးကထိတ်လန့်တုန်လှုပ်စရာနဲ့ရင်ဆိုင်ခဲ့ရပါတယ်။သူတို့ဘာကိုမြင်လိုက်ရှာတာလဲဘလို့အန်တီရဲ့မျိုးတွေကသူတို့ကိုဒီလောက်ထိကြောက်လန့်စေခဲ့တာလဲသူတို့ကနှွေးထွေးတဲ့အဝတ်အစားတွေဖက်နှက်တွေကိုခြံခဲ့ပြီးတော့တဲအိမ်ကလေးကနေပြီးတော့တဲအိမ်ကိုအထဲကနေဓာတ်နဲ့ခွဲပြီးတော့အသေးအတန်နဲ့သူတို့ထွက်ပြေးသွားခဲ့ကြပါတယ်။ဘာကသူတို့ကိုဒီလောက်တောင်ထိတ်လန့်စေခဲ့တာလဲသူတို့ရက်သက်တစ်ပတ်အနေငယ်ကြတဲ့အခါမှာသူတို့ရဲ့ရုပ်လောင်းတွေကိုပြန်တွေ့ရတဲ့အခါမှာတော့လူတချို့ရဲ့အလောင်းနေရဆိုလို့ရှိရင်ဥကောင်းနေအကွဲနေပြီးတော့တချို့ကဆိုလို့ရှိရင်ရင်ဘတ်တွေကျိုးပဲ့နေပါတယ်အဲ့ဒီထဲကမှတယောက်ကဆိုလို့ရှိရင်သူ့ရဲ့ရှာတော်မှာပျောက်ဆုံးနေပါတယ်ဒါဟာကမ္ဘာသမိုင်းမှာလျှို့ဝှက်စမ်းတဲ့ဆုံးဖြစ်ရတစ်ခုဖြစ်တဲ့ dialogue pass ဖြစ်ရစမ်းတဲ့ဖြစ်ရတစ်ခုဖြစ်ပါတယ်ဒီညမှာတော့ဒီလျှို့ဝှက်ချက်ရဲ့နောက်ွယ်ကအမှန်တရားတွေကိုချောနဲ့အတူတူလိုက်ပြီးတော့နားဆင်ပေးကြပါအောင်ရှင်မင်္ဂလာပါချောရဲ့ case file 31 channel ကနေကြိုဆိုပါရစေချောကဒီ channel လေးမှာဆိုရင်တော့ကမ္ဘာပေါ်မှာဖြစ်ပျက်ခဲ့တဲ့ဖြစ်ရမှန်မှုကင်းအကြောင်းအရာတွေကိုရှာဖွေလေ့လာပြီးတော့တင်ဆက်ပေးနေတာပဲဖြစ်ပါတယ်ချောရဲ့ channel လေးကိုနားထောင်ပြီးတော့ comment တွေရေးပေးကြတယ် like တွေလုပ်ပေးကြတဲ့အတွက်ချောကကျေးဇူးတင်ပါတယ်ချောရဲ့ channel လေးကို subscribe လုပ်ရတဲ့ရင် subscribe လေးလုပ်ပေးပါလို့ချောမေတ္တာရက်ခံချင်ပါတယ်ဒီနေ့မှာချောပြပြမယ့် case ကတော့ Siberia မှာဖြစ်ခဲ့တဲ့တေးထိန်ရှင်ဖို့လျှို့ဝှက်စမ်းကြဲတဲ့ဖြစ်ရမှန်မှုကင်းအကြောင်းအရာတစ်ခုကိုပြောပြပေးမှာပဲဖြစ်ပါတယ်ဒီဇလန်လေးရဆိုလို့ရှိရင်တကယ်ကိုတဲထိန်ရှင်မှုပြီးတော့လျှို့ဝှက်စမ်းကြဲမှုတွေအများကြီးရှိနေတဲ့အတွက်ကြောင့်မလို့ချောနဲ့တူတူအဆုံးထိလိုက်ပါပြီးတော့နားဆင်ပေးကြပါအောင်နော်1959ခုနှစ်ဆိုဗီယက်ယူနီယံစစ်အေးတိုက်ပွဲရဲ့တင်းမာမှုတွေကြားကဖေဖော်ဝါရီလအတွင်းမှာစိုက်ဘေးရီးယားအေးတံကိုကျော်လာပြီးတော့တောင်တက်စခန်းတစ်ခုကိုချက်ထွင်မိုးပြင်ဆင်နေတဲ့လူငယ်9ယောက်ရှိခဲ့ပါတယ်သူတို့အားလုံးဟာဆိုလို့ရှိရင်အတွေ့အကြုံရှင်းချက်တဲ့တောင်တက်သမားတွေဖြစ်ပြီးတော့ဒီခရီးစဉ်ရဲ့အခက်အခဲဖြစ်တဲ့အဆင့်3ဆင့်ကိုဖျက်ကျော်ဖို့အတွက်သူတို့ရည်မှန်းထားပါတယ်ဒါပေမဲ့သူတို့ရဲ့ခရီးစဉ်ကဆိုလို့ရှိရင်လျှို့ဝှက်စမ်းကြဲတဲ့အဖြစ်ဆိုးတစ်ခုနဲ့အဆုံးသတ်သွားခဲ့ပါတယ်တဲအိမ်တဲကိုအတွင်းဘက်ကနေဓာတ်နဲ့ဖြတ်ပြီးတော့ဖက်နှက်တွေမပါဘဲနဲ့နှင်းတော်တဲ့ကိုခုန်ဆင်းပြေးခဲ့ကြရတဲ့လူငယ်တွေတချို့ရဲ့ဥကောင်းကိုနေရာဆိုလို့ရှိရင်အကွဲနေပြီးတော့တချို့ရဲ့ရင်ဘတ်တွေကကျိုးပဲ့နေပါတယ်အဲ့ဒီတဲကမှတယောက်ကဆိုလို့ရှိရင်ရှာကပျောက်ဆုံးနေပါတယ်ဒါတွေအားလုံးဟာဆိုလို့ရှိရင်အပူချိန် -30 ဒီဂရီအောက်မှာဖြစ်ပျက်ခဲ့တာပါဒါဟာဆိုလို့ရှိရင်ကမ္ဘာအံပွဲဖြစ်ရဲ့အဖြစ်နှစ်ပေါင်း60ကျော်ကြာလျှို့ဝှက်စမ်းကြဲစွာနဲ့တည်ရှိနေခဲ့တဲ့ Dialogue Pass ရဲ့ဖြစ်ရဲ့စမ်းကြဲမှုတစ်ခုပဲဖြစ်ပါတယ်1959ခုနှစ်ဇန်နဝါရီလ23ရက်နေ့ဆိုဗီယက်ယူနီယံရဲ့ Ural Political Institute ကကျောင်းသားလူငယ်10ယောက်ကဆိုလို့ရှိရင်နိုင်ငံရဲ့မြောက်ပိုင်းယူရယ်တောင်တန်းကိုသူတို့ဖြတ်ကျော်ပြီးတော့နှင်းလျှောစီခီးစင်ကြီးတစ်ခုကိုသူတို့စတင်ခဲ့ပါတယ်သူတို့ဒေကမှာအဖွဲ့ခေါင်းဆောင်ကဆိုလို့ရှိရင်အသက်23နှစ်အရွယ်အင်ဂျင်နီယာကျောင်းသားအီကလိုဒိုင်ယလော့ဖြစ်ပါတယ်သူနဲ့အတူတူပါဝင်ခဲ့တဲ့သူတွေကတော့ယူရီဒိုရိုရှန်ကိုအသက်21နှစ်လျူမီလာဒူပီနီနာအသက်20ယူရီခရိုဖိုနစ်ချန်ကိုအသက်23နှစ်အလက်ဆန်ဒါကိုလီဗာတော့အသက်24နှစ်စီနိုင်တာကိုမိုကိုရိုဗာအသက်22နှစ်ရက်စတက်စလိုပိုတင်အသက်23နှစ်နီကိုလိုင်းတီပိုစ်ဘရိုကနိုစ်အသက်23နှစ်စမီရန်ဆိုလိုတာရော့အသက်38နှစ်နဲ့ယူရီယူတင်အသက်21နှစ်တို့ပဲဖြစ်ပါတယ်သူတို့တွေကဆိုလို့ရှိရင်ဒီတောင်တက်တဲ့အဖွဲ့မှာပါဝင်ခဲ့တဲ့10ယောက်ဖြစ်ပါတယ်ဒီတဲကမှစမီယန်ဆိုလိုတာရော့ဆိုလို့ရှိရင်ဒုတိယကမ္ဘာစစ်မှာပါဝင်ဖူးခဲ့သူတစ်ယောက်လည်းဖြစ်ပါတယ်ဆိုဒီထဲမှာနာမည်တွေပြောသွားတဲ့ထဲမှာနာမည်ခေါ်တဲ့ထဲမှာအမားတွေပါခဲ့ရင်ခွင့်လို့ပေးပါလို့ကျွန်တော်ပြောချင်ပါတယ်ရှင်ဒီအဖွဲ့3ဖွဲ့အားဆိုလို့ရှိရင်အခက်ခဲအဆင့်3ဆင့်ရှိတဲ့ခရီးစဉ်ကိုသူတို့ဖြတ်ကျော်ဖို့ရှီမှန်းထားပြီးတော့သူတို့အားလုံးဟာဆိုလို့ရှိရင်လည်းအတွေ့အကြုံရှင်းချက်တဲ့တောင်တက်သမားတွေဖြစ်ပါတယ်
သူတို့ရဲ့ခရီးဆုံးမှတ်တမ်းဟာဆိုလို့ရှိရင် Gora Otoran ဆိုတဲ့တောင်ဖြစ်ပြီးတော့ဒီတောင်ဟာဒေတာကန်မန်စီလူမျိုးတွေရဲ့ဘာသာစကားနဲ့ဆိုရင်အဲ့ဒီကိုရောက်ရင်ပြန်မလာနိုင်ဘူးဆိုတဲ့အတိတ်ပဲရှိတဲ့နေရာတစ်ခုပဲဖြစ်ပါတယ်။သူတို့ဟာ25ရက်နေ့မှာရထားနဲ့အိုက်တယ်မြို့ကိုရောက်လာပြီးတော့နောက်တစ်ရက်မှာဆိုရင်လူနေအိမ်ကြီးအစုအဖွဲ့တွေဖြစ်တဲ့ Vizsla ရွာကိုသူတို့ truck ကားနဲ့ဆက်ပြီးတော့သွားကြပါတယ်။အဲ့ဒီနေရာမှာပထမဦးဆုံးအလှည့်ပြောင်းတစ်ခုလည်းဖြစ်လာပါတယ်။ဇန်နဝါရီလ28ရက်နေ့မှာယူတင်ဟာဆိုလို့ရှိရင်သူ့ရဲ့ဒူးနဲ့တင်ပစုံရိုးပါဆိုလို့ရှိရင်နာကျင်မှုတွေကြောင့်သူဟာဒီခရီးကိုဆက်မသွားနိုင်တော့ဘဲနဲ့သူပြန်လှည့်ခဲ့ရပါတယ်။သူဟာဆိုလို့ရှိရင်ဒီအဖွဲ့မှာတဦးတီးသောအသက်ရှင်ကျန်ရစ်ခဲ့တဲ့သူလည်းဖြစ်ပါတယ်။ကျန်တဲ့9ယောက်ကတော့ဒီခရီးကိုသူတို့ဆက်သွားခဲ့ကြပါတယ်။ကျန်ခဲ့တဲ့သူတွေရဲ့ diary တွေနဲ့ကင်မရာဖလင်တွေအရဆိုလို့ရှိရင်ဇန်နဝါရီလ31ရက်နေ့မှာသူတို့ဟာတောင်ချေရင်ကိုသူတို့ရောက်ရှိလာပြီးတော့ပြန်လာဖို့အတွက်သူတို့မလိုအပ်တဲ့ပစ္စည်းတွေနောက်ပြီးတော့စားနပ်ရိက္ခာတွေကိုသူတို့အဲ့ဒီနေရာမှာမြုပ်နှံခဲ့ကြပါတယ်။ February လ1ရက်နေ့ဟာဆိုလို့ရှိရင်သူတို့ခရီးစဉ်ရဲ့နောက်ဆုံးနေ့လည်းဖြစ်ပါတယ်။ရာသီဥတုတွေကတအားကိုဆိုးဝါးလာပြီးတော့သူတို့ရဲ့မြင်ကွင်းတွေဟာဆိုလို့ရှိရင်ဝေဝါးလာခဲ့တဲ့အတွက်ကြောင့်မို့လို့သူတို့ဟာလမ်းကြောင်းတွေလွဲသွားခဲ့ကြပါတယ်။မူလသူတို့စီစဉ်ထားတဲ့လမ်းကြောင်းကနေပြီးတော့အနောက်ဘက်ကိုသူတို့လွဲသွားခဲ့ပါတယ်။သူတို့ကအဲ့လိုမျိုးအနောက်ဘက်ကိုလွဲသွားပြီးတော့ Kolak Suakal ဆိုတဲ့တောင်ဆောင်မှာသူတို့ရောက်ရှိသွားခဲ့ကြပါတယ်။ဒီတောင်ရဲ့အမည်ကိုလည်းမန်စီဘာသာနဲ့ဆိုလို့ရှိရင်တေမင်းတောင်ဆိုပြီးတော့အဓိပ္ပာယ်ရပါတယ်။သူတို့ဟာလေတံကိုကာကွယ်နိုင်မဲ့တစ်တော့က 1.5 ကီလိုအကွာမှာတောင်ရှိပေမဲ့တောင်တက်အဖွဲ့ရဲ့ခေါင်းဆောင်ဖြစ်တဲ့ Dialogue ကတောင်ဆောင်မှာပဲသူတို့စခန်းချဖို့သူတို့ဆုံးဖြတ်ခဲ့လိုက်ကြပါတယ်။သူတို့ဟာကိုယ့်ရဲ့တောင်တက်ပညာကိုသူတို့ယုံကြည်နေတာဒါမှမဟုတ်အမြင့်ပေကိုသူတို့ဆက်ပြီးတော့ထိမ့်သိမ်းထားခြင်းတဲ့အတွက်ကြောင့်မလို့သူတို့ဟာဒီအနောက်ကိုပြန်မဆုတ်တော့ပဲသူတို့ရောက်တဲ့နေရာမှာပဲသူတို့စခန်းချလိုက်တာပဲဖြစ်ပါတယ်။အဲ့ဒီလိုမျိုးဒီစခန်းချလိုက်တဲ့ဟာဆိုလို့ရှိရင်တော့ဒီသူ့ရဲ့တောင်တက်ပညာကိုသူယုံကြည်နေတာဒါမှမဟုတ်သူ့ရဲ့အမြင့်ပေကိုဆက်ထိန်ထားချင်တာဖြစ်တယ်ဆိုပြီးတော့နောက်ပိုင်းမှာယူတင်ကခံမှန်းခဲ့ပါတယ်။သူတို့ဒီလိုမျိုးစက်ခန်းချပြီးတော့ညနေပိုင်းမှာဆိုလို့ရှိရင်သူတို့ကတဲအိမ်လေးတွေကိုစောက်ပြီးတော့သူတို့ညစာတွေစားကြတယ်ပေါ့နော်။ diary ထဲမှာတွေ့ရနောက်ဆုံးအရေးသားတွေအရာဆိုလို့ရှိရင်သူတို့ဟာအဲ့ဒီအချိန်ထိပျော်ရွှင်တက်ကြွနေစေဖြစ်ပါတယ်။ဒါပေမဲ့အဲ့ဒီညကသူတို့အတွက်နောက်ဆုံးညဖြစ်သွားခဲ့ပါတယ်။ခရီးစဉ်အပြီးပြန်လာရမယ့်ရက်ပေါင်းများစွာကြာမြင့်နေတဲ့အတွက်ကြောင့်မလို့ February လ20ရက်နေ့မှာသူတို့ရဲ့မိသားစုတွေကဆိုလို့ရှိရင်ကယ်ဆယ်ရေးအဖွဲ့တွေကိုသူတို့ဆေးလစ်ပြီးတော့သူတို့ပျောက်သွားတဲ့သူတို့ရဲ့သားသမီးတွေကိုရှာဖွေဖို့အတွက်သူတို့တောင်းဆိုခဲ့ကြပါတယ်။ February လ26ရက်နေ့မှာကယ်ဆယ်ရေးအဖွဲ့တွေကဆိုလို့ရှိရင် Kolak Suakal တောင်ဆောင်မှာစွန့်ပစ်ထားတဲ့တဲအိမ်ကိုသူတို့ရှာဖွေတွေ့ရှိခဲ့ပါတယ်။သူတို့ဟာအဲ့ဒီမြင်ကွင်းကိုမြင်သွားပြီးတဲ့အခါမှာကယ်ဆယ်ရေးသမားတွေကအရန်ကိုထိတ်လန့်သွားခဲ့ပါတယ်။ဘာဖြစ်လို့လဲဆိုတော့တဲအိမ်ဟာနှင်းတွေအောက်မှာမြုပ်နေပြီးတော့ဒီနှင်းတွေရဲ့တဝက်လောက်အထိကိုသူတို့ပြိုပြက်ပြီးတော့ပျက်စီးနေပြီဖြစ်ပါတယ်။တဲအိမ်ကိုအတွင်းဘက်ကနေပြီးတော့ဓာတ်နဲ့ဖြတ်ထားတဲ့အမာရွတ်တွေကိုသူတို့တွေ့ရပါတယ်။နောက်ပြီးတော့တဲအိမ်ထဲမှာဖက်နှက်တွေနောက်နှွေးထွေးတဲ့အဝတ်စားတွေနဲ့သူတို့စားဖို့ပြင်ဆင်ထားတဲ့အစားအသောက်တွေဟာလည်းကြံရစ်ခဲ့ပြီးတော့အားလုံးဟာနေရာတကြားရှိနေခဲ့ပါတယ်။တဲရဲ့အပြင်ဘက်ကိုထွက်လိုက်လို့ရှိရင်လည်းတဲအောက်ဘက်ကိုအဲ့ခြေရလက်ရတွေကပေါ့နော်ဆင်းသွားတဲ့ဟာကိုသူတို့တွေ့ရတယ်ဒါပေမဲ့အံ့ဩစရာကောင်းတာကဒီခြေရတွေထဲမှာဆိုလို့ရှိရင်ခြေအိတ်ဆွတ်ထားတဲ့သူနောက်ပြီးတော့ဖက်နှက်ကိုတစ်ဖက်ပဲဆွတ်ထားတဲ့သူနောက်ပြီးတော့ခြေပလာနဲ့ပြေးဆင်းသွားတဲ့သူတွေရဲ့ခြေပါတွေပဲဖြစ်ပါတယ်အပူချိန် -30 degree အောက်မှာသူတို့တွေကဘာလို့ဖက်နှက်မပါဘဲနဲ့သူတို့တဲကနေပြီးတော့အပြေးလွှာသူတို့ထွက်ပြေးသွားခဲ့ကြရလဲဒီ -30 degree Celsius ဆိုတာတကယ်ကိုအရန်ကိုအေးပြီးတော့ခဲနေတဲ့အချိန်မှာအဲ့ဒီအချိန်မှာသူတို့တွေဖက်နှက်မပါပဲထွက်ပြေးသွားရလောက်အောင်သူတို့ဘာတွေများဖြစ်ခဲ့ကြတာလဲပေါ့နော်ဒီလိုမျိုးကယ်ဆယ်ရေးအဖွဲ့ရာဆိုလို့ရှိရင်သူတို့ခြေရာတွေကိုတွေ့တယ်အဲ့ဒီတွေ့တဲ့ခြေရာတွေလောက်ကိုသူတို့တောက်လျှောက်လိုက်ခဲ့ကြတယ်အဲ့လိုလိုက်တဲ့အချိန်မှာဆိုလို့ရှိရင်တော့တစ်ပင်ကြီးတစ်ပင်ကိုတ
တစ်ပင်ကြီးတစ်ပင်ရဲ့အောက်ကိုသူတို့ရောက်ရှိခဲ့ကြပါတယ်အဲ့ဒီလိုတစ်ပင်ကြီးရဲ့အောက်ကိုရောက်တဲ့အချိန်မှာပဲသူတို့ကပထမဦးဆုံးအလောင်း2လောင်းကိုသူတို့တွေ့ရှိခဲ့ကြပါတယ်။အဲ့ဒီမှာသူတို့ပထမဦးဆုံးစတင်တွေ့ရှိတဲ့အလောင်း2လောင်းဟာဆိုလို့ရှိရင် Yuri Doroshenko နဲ့ Yuri Krivonicenko ရဲ့အလောင်းတွေပဲဖြစ်ပါတယ်။သူတို့ရဲ့အလောင်းတွေဟာဆိုလို့ရှိရင်သူတို့ခန္ဓာကိုယ်မှာပေါ့နော်အတွင်းခံပပလေးတွေပဲဝတ်ပြီးတော့သူတို့မီးဖို့တဲ့ဘေးမှာတည်နေတာကိုတွေ့ရှိရပါတယ်။ဒါလောက်ရှာတီဥအေးနေတဲ့အချိန်မှာသူတို့ဘာဖြစ်လို့အတွင်းခံလေးတွေပဲဝတ်ထားကြတာလဲ။နောက်ပြီးတော့ Yuri Krivonicenko ရဲ့လက်ဟာဆိုလို့ရှိရင်လည်းမီးလောင်ထားတဲ့ဒဏ်ရာတွေကိုတွေ့ရှိရပြီးတော့သူ့ရဲ့ပါးစပ်ထဲမှာလည်းသူ့ရဲ့လက်ကိုပြန်ကိုက်ထားတဲ့အသားစားတွေကိုလည်းသူတို့စစ်ဆေးတဲ့အခါမှာတွေ့ရှိခဲ့ကြပါတယ်။အဲဒီကနေပြီးတော့မီတာအနည်းငယ်ကွာတဲ့နေရာမှာခေါင်းဆောင်ဖြစ်တဲ့ Dan Lopez နဲ့စီနိုင်တာခိုမိုကိုရိုဗာနဲ့ Rapstat Slobodin ကိုသူတို့တွေ့ရှိခဲ့ကြပါတယ်။သူတို့တွေကဆိုလို့ရှိရင်သူတို့ရောက်ရှိတဲ့နေရာကနေသူတို့တဲကိုပြန်သွားဖို့အတွက်စ조사နေတဲ့အနေအထားမျိုးတွေကိုတွေ့ရှိခဲ့ရပါတယ်။အဲ့ဒီ9ယောက်လုံးရဲ့တည်ဆုံးရခြင်းအကြောင်းရင်းကိုစစ်ဆေးတဲ့အခါမှာတော့အေးဒဏ်ကြောင့်တည်ဆုံးရခြင်းလို့သူတို့ပြောထားပါတယ်။အဲ့ဒီတဲမှာ Rapstat Slobodin ရဲ့ဥကောင်းဟာဆိုလို့ရှိရင်အကွဲကြောင်းလေးတစ်ခုရှိနေတာကိုသူတို့တွေ့ရတယ်။ဒါပေမဲ့အဓိကတည်ဆုံးခြင်းရဲ့အကြောင်းရင်းကအားရကြောင့်မဟုတ်ဘူးဆိုပြီးတော့သူတို့ကောက်ချက်ချခဲ့ကြပါတယ်။ကျန်တဲ့4ယောက်ဟာဆိုလို့ရှိရင်ပျောက်ဆုံးနေပါသေးတယ်။ဒီလိုနဲ့ပဲမေလ4ရက်နေ့မှာနှင်းတွေအရေးပြောလာတဲ့အထီကိုသူတို့တွေကတစ်ပင်ကြီးကနေပြီးတော့မီတာ85အကွာကြောက်ကြီးတစ်ခုထဲမှာကျန်တဲ့4ယောက်ရဲ့ရုပ်အလောင်းကိုသူတို့ရှာဖွေတွေ့ရှိခဲ့ရပါတယ်။သူတို့တွေကဆိုလို့ရှိရင်နှင်းရဲ့အောက်မှာ4မီတာလောက်နင်းမြုပ်နေခဲ့ကြတာပါဒီ4ယောက်ဟာဆိုရင်တော့ Lyudmila Dubina Alexander Kolibatovs Nikolai Tibos Brignos Semyon Zolotarov တို့ပဲဖြစ်ပါတယ်သူတို့ရဲ့အခြေအနေတွေဟာဆိုလို့ရှိရင်ပထမ9ယောက်ထက်ကိုပိုပြီးတော့လျှို့ဝှက်စမ်းကြယ်နေခဲ့ပါတယ်။ Nikolai Tibos Brignos ရဲ့ဥကောင်းခွန်ဟာဆိုလို့ရှိရင်ပြင်းထန်စွာကွဲအပ်နေပြီးတော့သူ့ရဲ့အုံနောက်ထဲကိုအယိုးစတွေကတော့စိုက်ဝင်နေတာကိုတွေ့ရှိခဲ့ရပါတယ်။နောက်ထပ်ပြီးတော့ Lyudmila Dubinina နဲ့ Semyon Zolotarov ရဲ့အလောင်းတွေမှာဆိုလို့ရှိရင်သူတို့ရဲ့ရင်ဘတ်တွေကပြင်းထန်စွာကျိုးပဲ့နေတဲ့ဒဏ်ရာတွေရရှိခဲ့ပါတယ်။အဲ့ဒီဒဏ်ရာတွေဟာဆိုလို့ရှိရင်ကားတစ်စီးကအရှိန်နဲ့ဝင်တိုက်တဲ့ဒဏ်ရာမျိုးနဲ့တူညီနေတယ်ဆိုပြီးတော့စုံစမ်းစစ်ဆေးတဲ့သူတဦးကဆိုပါတယ်။ Zolotarov နဲ့ Dubinina ရဲ့မျက်လုံးတွေဟာဆိုလို့ရှိရင်လစ်လက်နေပြီးတော့Dubinina ရဲ့ရှာဟာဆိုလို့ရှိရင်လည်းပျောက်ဆုံးနေပါတယ်။အဲ့ဒါအပြင်ကိုဒီ4ယောက်ကတခြားသူတွေရဲ့အဝတ်အစားတွေကိုလည်းဝတ်ဆင်ထားတာကိုတွေ့ရပါတယ်။ Zolotarov က Dubinina ရဲ့သားမွေးအင်ဂျီနဲ့အုတ်ထုပ်ကိုဝတ်ထားပြီးတော့Dubinina ရဲ့ခြေထောက်မှာဆိုလို့ရှိရင် Krivonicenko ရဲ့သုံးမွေးပေါင်းမီကိုရစ်ပတ်ထားတာတွေ့ရပါတယ်။ဆိုလိုချင်တာကအရှိကတည်ဆုံးသွားတဲ့သူတွေကသူတို့ရဲ့အဝတ်အစားတွေကိုနောက်မှတည်ဆုံးမဲ့သူတွေအတွက်သူတို့ချွတ်ပေးခဲ့ကြတာဖြစ်နိုင်ပါတယ်။ထူးဆန်းတာကဆိုလို့ရှိရင်ဒီရုပ်အလောင်းတွေမှာပြင်ပကနေထိုးနှက်ခံထားရတဲ့ဒဏ်ရာတွေမရှိဘူး။ပြီးတော့ဒီခန္ဓာကိုယ်ရာဆိုလို့ရှိရင်လည်းပျော့ပြောင်းနေတဲ့ထိခိုက်မှုတွေလည်းမရှိဘူး။သူတို့ဟာအတွင်းပိုင်းကနေပြီးတော့ဖိအားပြင်းပြင်းနဲ့ဖိမိခံလိုက်ရတဲ့ပုံစံမျိုးတွေဖြစ်နေတာပါ။နောက်ထပ်လျှို့ဝှက်စမ်းကြဲတဲ့အချက်တစ်ခုကဆိုလို့ရှိရင်တည်ဆုံးသူတချို့ရဲ့အဝတ်အစားတွေမှာဆိုလို့ရှိရင်ရေဒီယိုတက်တိကြွမှုပမာဏတွေမြင့်မားစွာပါဝင်နေတာကိုတွေ့ရှိခဲ့ရပါတယ်။ဆိုဗီယက်အာဏာပိုင်တွေရဲ့စုံစမ်းစစ်ဆေးမှုဟာဆိုလို့ရှိရင်3လအကြာမှာရုတ်တရက်နဲ့ရက်ဆိုင်သွားခဲ့ပါတယ်။သူတို့ရဲ့နောက်ဆုံးကောက်ချက်ချတာကဒီတည်ဆုံးမှုဟာဆိုလို့ရှိရင်တဘာဝလိုအင်အားစုပေါ့နော် compelling natural force တခုကြောင့်ဖြစ်တယ်ဆိုပြီးတော့သူတို့ပြောခဲ့ပါတယ်ဒီကိစ္စကိုသူတို့လျှို့ဝှက်ထားပြီးတော့ဒေတာကန်တွေကိုလည်းအဲ့ဒီနေရာကို3နှစ်ကြာခရီးသွားလာခင်ပိတ်ပင်ခဲ့ပါတယ်ဒါကဆိုလို့ရှိရင်လူတွေရဲ့တန်တရားစိတ်ကိုပို့ပြီးတော့တိုးစေခဲ့ပါတယ်သူတို့ကဘာတွေဖြစ်ခဲ့တာလဲပေါ့နော်အစိုးရကဘာဖြစ်လို့ဒီနေရာကိုပိတ်တာလဲဘာတွေဖုံးခွဲထားလဲဆိုပြီးတော့လူတွေကတန်တရားစိတ်တွေပို့ပြီးတော့တိုးပွားလာခဲ့ပါတယ်ဒီလိုနဲ့ပဲနှစ်ပေါင်း60အတွင်းဒီဖြစ်ရပ်ကိုရှင်းပြဖို့အတွက်ဆိုလို့ရှိရင် theory ပေါင်း85ခုလောက်ပေါ်ပေါက်လာခဲ့ပါတယ်
ဒီနေရာမှာဆိုလို့ရှိရင်ချောကဒီနာမည်ကြီးတဲ့ theory တချို့ကိုချောသုံးသပ်ပြပါမယ်ပထမဆုံး theory ကဆိုလို့ရှိရင်ဒေတာကန်ဒီမန်စီလူမျိုးတွေရဲ့ပေါ့နော်တိုက်ခိုက်ခြင်းခံခဲ့ရတာသူတို့တွေကဆိုလို့ရှိရင်သူတို့ရဲ့ဒေတာတွေရဲ့မြင့်မြတ်တဲ့နေရာတွေကိုဆိုလို့ရှိရင်ဒီကျူးကျော်လာတယ်ဆိုပြီးတော့သူတို့ကဒီတက်ဖြတ်တာလို့ထင်စရာရှိပေမဲ့လည်းဒီရုပ်လောင်းနေရဆိုလို့ရှိရင်ပြင်ပကနေပြီးတော့တိုက်ခိုက်ခံရတဲ့ဒဏ်ရာတွေမဟုတ်ဘဲနဲ့အထဲထဲကနေပြီးတော့ထိထားတဲ့ဒဏ်ရာနောက်ပြီးတော့ဒီလိုမျိုးဒီတခြားသူတွေသာလာမယ်ဆိုလို့ရှိရင်တခြားလူတွေရဲ့ခြေရာတွေလည်းတွေ့နိုင်ပါတယ်ဒါပေမဲ့အခုကဒီလူ9ယောက်ရဲ့ခြေရာတွေကိုပဲသူတို့တွေ့ခဲ့တာပါအဲ့ဒီအတွက်ကြောင့်မလို့သူတို့ကဒီ theory ကိုပယ်ချလိုက်ပါတယ်နောက်ထပ်ဒုတိယ theory ကတော့ရည်တီဒါမှမဟုတ်နှင်းလူသားဒါဆိုလို့ရှိရင်တော့တိတ်ကိုစိတ်ကူးရင်ဆန်တဲ့ theory ပါဒါပေမဲ့ထူးဆန်းတဲ့ဒဏ်ရာတွေနဲ့ရှာပျောက်ဆုံးမှုကရည်တီရဲ့တက်ဖြတ်ပုံနဲ့ဆင်တူတယ်ဆိုပြီးတော့ယူဆတဲ့သူတွေလည်းရှိခဲ့ပါတယ်တတိယ theory ကတော့စစ်ပိုင်းဆိုင်ရာလက်နက်တွေကိုစက်တက်မှုဒါဆိုလို့ရှိရင်လူကြိုက်အများဆုံး theory တစ်ခုပါတည်ဆုံးသွားသူတချို့ရဲ့အဝတ်စားတွေမှာဆိုလို့ရှိရင်ရေဒီယိုတက်တိကျမှုတွေကိုသူတို့တွေ့ရတာနောက်ပြီးတော့အဲ့ဒီနေ့ညကမိုင်90အကွာမှာတောင်တက်အဖွဲ့တစ်ဖွဲ့ကလည်းရှိနေပါတယ်အဲ့ဒီတောင်တက်အဖွဲ့ဟာဆိုလို့ရှိရင်သူတို့ကောင်းကင်မှာလိမ်မော်ရောင်အလုံးတွေကိုသူတို့မြင်တွေ့ခဲ့ရတယ်ဒါတွေဟာဆိုလို့ရှိရင်လက်နက်စမ်းသပ်မှုတွေနဲ့ဆက်ဆက်နိုင်ပါတယ်ဒီယူရတောင်တန်းဟာဆိုလို့ရှိရင်ဘိုက်ကိုနာအာကာသစကန်နဲ့နျူကလ িয়ার စမ်းသပ်တဲ့နေရာနဲ့လည်းနီးတယ်ပေါ့နော်နီးကတ်တယ်အဲ့ဒီအတွက်ကြောင့်မလို့သူတို့ကဒီဟာကိုသူတို့ထင်ပေမဲ့ဒဏ်ရာတွေကဆိုလို့ရှိရင်ပောက်ကွဲမှုဒဏ်ရာတွေနဲ့မတူညီနေပါဘူး theory နံပါတ်4အဲ့ဒီဟာဆိုလို့ရှိရင်လေပြင်းတိုက်ခတ်မှုကြောင့်လူမမြင်ရနိုင်တဲ့အနီအောက်ရောင်ခြည်လိုင်းတွေကဖြစ်ပေါ်လာပြီးတော့ဒါတွေဟာလူတွေကိုထိတ်လန့်တုန်လှုပ်မှုဖြစ်စေတယ်နောက်ပြီးတော့အဲ့ဒါကြောင့်ပဲသူတို့ဟာဒီကြောက်လန့်ပြီးတော့တဲရနေပြီးတော့အပြေးလွှားထွက်သွားခဲ့တာလို့သူတို့ဆိုပါတယ်ဒါပေမဲ့ရှင်ဘတ်ကျိုးတဲ့သူတွေနောက်ဥကောင်းခွန်ကွဲတဲ့သူတွေကိုကြည့်ရင်တော့ဒီအဖြေကရှင်းပြနိုင်မှုမရှိပါဘူးနောက်ပြီးတော့ theory နံပါတ်5အဲ့ဒီဟာကြတော့ UFO နဲ့ကြိုးသားတွေဆိုပြီးတော့သူတို့ထင်မြင်ကြပေါ့နော်ဒါဆိုလို့ရှိရင်လည်းလျှို့ဝှက်စမ်းကြမှုကိုသဘောကျတဲ့သူတွေကြားမှာတော့ရေပန်းစားခဲ့တဲ့ theory တစ်ခုပါကောင်းကင်မှာမြင်ရတဲ့လိမ်မော်ရောင်လုံးတွေကဒီ UFO တွေဖြစ်နိုင်တယ်ဂျိုသားတွေကလူတွေကိုစမ်းသပ်မှုလုပ်တာဖြစ်နိုင်တယ်ဆိုပြီးတော့သူတို့ယူဆခဲ့ကြတယ်ပေါ့နော်နံပါတ်6ကဆိုလို့ရှိရင်နောက်ဆုံးပေါ်သိပ္ပံနည်းကြနဲ့သူတို့ကောက်ချက်ချခဲ့တာပါဒီဟာဆိုလို့ရှိရင်2019ခုနှစ်မှာရုရှားအစိုးရကဆိုလို့ရှိရင်ဒီမှုကိုပြန်လည်ပြီးတော့ဖွင့်လှစ်ခဲ့ပါတယ်နောက်တစ်နှစ်ကြာမှာတော့သူတို့ရဲ့ကောက်ချက်ကိုသူတို့ထုတ်ပြန်ခဲ့တယ်အဲ့ဒါကဆိုလို့ရှိရင်နှင်းပြိုကျမှုကြောင့်ဖြစ်နိုင်တယ်ဆိုပြီးတော့သူတို့ကပြောခဲ့ပါတယ်ဒါပေမဲ့ဒီကောက်နှုတ်ချက်ကိုလည်းလူအများစုကလက်မခံခဲ့ကြပါဘူးဘာလို့လဲဆိုတော့တဲအိမ်ထဲမှာရှိတဲ့တောင်ဆောင်ရဲ့မတ်ဆောင်မှုကဆိုလို့ရှိရင်ဒီ23ဒီဂရီလောက်ပဲရှိပြီးတော့နှင်းပြိုဖို့ကမလွယ်ဘူးပေါ့နော်နောက်ပြီးတော့အဲ့ဒီညကနှင်းကြတာမျိုးလည်းမရှိဘူးနောက်ပြီးတော့နှင်းပြိုလို့ရှိရင်လူတွေဟာဆိုလို့ရှိရင်အသက်ရှူကျက်ပြီးတေလေးရှိပေမဲ့အဲ့ဒီမှာ3ယောက်ကဆိုလို့ရှိရင်ရုပ်ပိုင်းဆိုင်ရာထိခိုက်ဒဏ်ရာတွေနဲ့တေဆုံးသွားတာပါနောက်ပြီးတော့နှင်းပြိုပြီးတော့9နာရီအကြာမှာဘာလို့ဒီလူတွေကထွက်ပြေးသွားခဲ့တာလဲပေါ့နော်ဒီမေးခွန်းတွေကိုဖြေရှင်းမှုအတွက်ဆွစ်ဇာလန်နိုင်ငံကသိပ္ပံပညာရှင်2ယောက်ကလည်းသူတို့လေးလာမှုတွေပြုလုပ်ခဲ့ပါတယ်ဒီသိပ္ပံပညာရှင်2ယောက်ကဆိုလို့ရှိရင်အလက်ဇန္ဒာပတ်စရင်နဲ့ဂျိုဟန်ဂမ်တို့ပဲဖြစ်ပါတယ်သူတို့ရဲ့လေးလာမှုတွေကတော့တော်တော်လေးကိုစိတ်ဝင်စားစရာကောင်းပါတယ်သူတို့ဟာနှင်းတွေရဲ့ရွေလျားမှုကိုသူတို့တွက်ချက်ပြီးတော့တွက်ချက်ဖို့အတွက်ကိုသူတို့ Disney ရဲ့ Frozen ကာတွန်းကအတွက်ဖန်တီးထားတဲ့နှင်းအနုစိတ်ကုတ် Snow Simulation ကုတ်တွေကိုသူတို့အသုံးပြုခဲ့ကြပါတယ်ပြီးတော့လူခန္ဓာကိုယ်ရဲ့ခံနိုင်ရည်အားတွေကိုလည်းသူတို့ကတွက်ချက်ဖို့ General Motors က1980ပြည့်နှစ်တွေတုန်းကကားတိုက်မှုတွေမှာစမ်းသပ်ချက်တွေကိုသုံးခဲ့တဲ့လူသေးအလောင်းတွေရဲ့ data တွေကိုသူတို့အသုံးပြုခဲ့ကြပါတယ်သူတို့ရဲ့တွေ့ရှိချက်တွေကဆိုလို့ရှိရင်ပထမတစ်ချက်ကတော့ဒီတောင်ဆောင်ကမတ်ဆောင်မှုဟာဆိုလို့ရှိရင်မျက်နှာပြင်အပေါ်ရန်ကိုကြည့်ရင်ညညာနေပေမဲ့တကယ်တဲ့အောက်ခံကြီးအသားရဆိုလို့ရှိရင်နှင်းချက်အပြားတွေကဖြစ်ပေါ်နေတဲ့အတွက်ကြောင့်မလို့သူတို့
လုံလောက်တဲ့အနေအထားရှိတယ်ပေါ့နော်သူတို့ရဲ့တွေးရှိချက်တွေကမှပထမအချက်ကဆိုလို့ရှိရင်ဒီတောင်ဆောင်ကဆိုလို့ရှိရင်မတ်ဆောက်မှုဟာသူပထမမျက်နှာပြင်အပေါ်ယံကိုကြည့်ရင်ညီညာမှုရှိရပေါ့နော်ဒါပေမဲ့အောက်ခံမြေသားအရာဆိုလို့ရှိရင်နှင်းချက်ပြားတွေဖြစ်ပေါ်ဖို့လုံလောက်တဲ့အနေအထားရှိရဆိုပြီးပြောတာပါဆိုလိုချင်တာကတော့အပေါ်ယံကကြည့်လို့ရှိရင်ဒီနှင်းခဲတွေကထူထပ်နေမဲ့တကယ်တမ်းသူတို့လူဝိတ်ကိုမခံနိုင်ဘူးပြိုကျသွားနိုင်တယ်ပေါ့နော်အဲ့လိုမျိုးကိုဆိုလိုချင်တာပါဒုတိယအချက်ကဆိုလို့ရှိရင်သူတို့တဲဆောက်ဖို့နှင်းတွေကိုတူပေါ်လိုက်တဲ့အခါမှာဒီတောင်ဆောင်ရဲ့ဟန်ချက်ကဆိုလို့ရှိရင်သူတို့ပြတ်သွားစေခဲ့တယ်ပေါ့နော်အဲ့ဒီနောက်မှာလေပြင်းတွေကလည်းတောင်ထိပ်ကနေပြီးတော့တိုက်တဲ့အတွက်ကြောင့်မလို့နှင်းတွေကတိုက်ချလိုက်တာလို့လည်းဖြစ်နိုင်ပါတယ်ဒီလိုနဲ့နိုင်ပေါင်းများစွာကြာတဲ့အခါမှာနှင်းတွေကလေးလံလာပြီးတော့နောက်ဆုံးမှာပြိုကျသွားခဲ့တာပါဒါဆိုလို့ရှိရင်နိုင်ပေါင်းများစွာကြာမှာနှင်းပြိုတဲ့ဖြစ်စဉ်ကိုသူတို့ရှင်းပြလိုက်တာပါပဲတတိယအချက်မှာတော့ဒီနှင်းပြိုမှုဟာတိတ်မကြီးပါဘူးဒီအားဆိုလို့ရှိရင်ကားတစ်စီးစာလောက်ပဲရှိတယ်ပေါ့နော်အဲ့ဒါကြောင့်မလို့နောက်နေ့မနက်မှာနှင်းတွေကဖုံးထားတဲ့အတွက်နှင်းပြိုခဲ့တဲ့အထောက်ထားတွေကိုသူတို့မတွေ့ရခဲ့တာပါလို့ပြောချင်ပါတယ်စတုတ္ထအချက်အနေနဲ့ကတော့ဒီနှင်းချက်ပြားလေးတွေကတဲအိမ်ဝင်ဆောက်သွားတဲ့အခါတဲထဲမှာအိတ်တဲ့သူတွေဟာဆိုလို့ရှိရင်နှင်းတွေရဲ့ဖိအားကိုခံလိုက်ရတယ်သူတို့အိတ်တဲ့နေရာမှာနှင်းလျှောတွေကိုခင်းထားတဲ့အတွက်သူတို့ရဲ့ခန္ဓာကိုယ်ဟာဆိုလို့ရှိရင်မာကျောတဲ့မျက်နှာပြင်ပေါ်မှာရှိနေတယ်အဲ့ဒါကြောင့်မလို့ရှင်ဘက်ကျိုးတာနောက်ပြီးတော့ဥကောင်းခွန်အကွဲတာတွေဖြစ်ရတာပါဒါပေမဲ့ဒီဖြစ်ပွားခဲ့တဲ့ဒဏ်ရာတွေဟာဆိုလို့ရှိရင်ချက်ချင်းကိုတေးစေလောက်တဲ့အထိမပြင်းထန်ပါဘူးဆိုလိုချင်တာကတော့ဒီသူတို့ဥကောင်းခွန်ကွဲအပ်တဲ့ဒဏ်ရာတွေနံရိုးကျိုးတဲ့ဒဏ်ရာတွေဟာဆိုလို့ရှိရင်ဒီဟာမသေးစေနိုင်တော့ဘူးသူတို့ဟာနောက်ဆက်တွဲအဲ့ရနေပြီးတော့သူတို့ထွက်ပြေးသွားတယ်ထွက်ပြေးသွားတော့မှသူတို့အေးတန်ချောင်းသူတို့တည်သွားရတာဖြစ်နိုင်တယ်ဆိုပြီးတော့ပြောထားတာပါဆဋ္ဌမအချက်ကဆိုလို့ရှိရင်ဂျောက်ထဲမှာတည်ဆုံးသွားခဲ့တဲ့၄ယောက်ကလည်းတစ်ပင်အောင်မှာမင်းမွေးပြီးတော့သူတို့နှွေးဖို့အတွက်စူးစမ်းခဲ့တယ်ဒါပေမဲ့နောက်ဆုံးမှာလေတံကိုကာကွယ်ဖို့အတွက်နှင်းတွေတူးပြီးတော့သူတို့ဂူလုတ်တယ်အဲ့နောက်မှာဂူပြိုကျတာကြောင့်သူတို့သွေဆုံးသွားခဲ့တာဖြစ်နိုင်ပါတယ်သူတို့ကိုအပေါ်ကနေနှင်းတွေဖိမိတာကရင်ဘတ်ကျိုးတာကိုဖြစ်စေနိုင်တယ်ဆိုပြီးပြောထားပါတယ်တတမအချက်မှာဆိုလို့ရှိရင်မျက်လုံးနဲ့ရှာတွေပျောက်ဆုံးတာပေါ့နော်အဲ့လိုမျက်လုံးနဲ့ရှာတွေပျောက်ဆုံးတာကလည်းအဲ့ဒီရုပ်လောင်းတွေကိုနောက်ပိုင်းမှာတလိษံတွေကလာပြီးကိုက်စားထားတာဖြစ်နိုင်တယ်ဆိုပြီးတော့သူတို့ကပြောထားပါတယ်ဒီလေးလာမှုအပြီး2022ခုနှစ်မှာနောက်ထပ်လေးလာရေးအဖွဲ့တွေဖြစ်တဲ့Kolas Circle တောင်ကိုတွားရောက်လေ့လာခဲ့ပြီးတော့အဲ့ဒီနေရာမှာလည်းနှင်းပြိုလေးရှိတဲ့နေရာဖြစ်တယ်ဆိုပြီးတော့သူတို့အတည်ပြုခဲ့ကြပါတယ်ဒီလေ့လာမှုအပြီး2020ခုနှစ်မှာနောက်ထပ်လေ့လာရေးအဖွဲ့တွေဟာဆိုလို့ရှိရင် Kolas Circle တောင်ကိုတွားပြီးတော့သူတို့ကအဲ့ဒီနေရာကနှင်းပြိုကျနိုင်တဲ့နေရာဆိုပြီးတော့သူတို့ကအတည်ပြုခဲ့ကြတယ်ပေါ့နော်ဒါဆိုရင်ဒီ Dialogue Pass ရဲ့မြုပ်ဝက်ဆန်းကျဲမှုဟာဒီမှာပဲအဆုံးသတ်သွားပြီလားသိပ္ပံပညာရှင်တွေရဲ့လေ့လာချက်အရဆိုလို့ရှိရင်နှင်းပြိုကျမှုဟာဖြစ်နိုင်ခြေအများဆုံးဖြစ်တယ်ဆိုပြီးရှင်းလင်းထားပါတယ်ဒါပေမဲ့လည်းဒီလေ့လာမှုကိုယ်တိုင်ကဒါဟာအပိသက်အဖြစ်မဟုတ်ဘူးနှင်းပြိုကျနိုင်ခြေကိုသက်သေပြခဲ့တာလို့ဆိုပါတယ်အမေရိကန်နိုင်ငံကColorado မှာရှိတဲ့ Avalanche Information Center ရဲ့ Director Ethan Grant ဟာဆိုလို့ရှိရင်သူတို့ဖော်ပြချက်တွေကဖြစ်နိုင်ပါတယ်ဒါပေမဲ့ဒါဟာအမှန်တရားလားဒါကိုတော့ခက်ခက်ခဲခဲပြောဖို့ခက်တယ်ဆိုပြီးတော့သူဟာပြောကြားထားပါတယ်ဂျူရန်တက္ကသိုလ်ကပါမောက္ခဂျမ်မက်အဝင်းကဆိုလို့ရှိရင်ဒါဟာမဖြစ်နိုင်ဘူးလို့ပြောရမယ် theory တစ်ခုပါဒါပေမဲ့ဂျန်တဲ့ theory တက်တော့အကောင်းဆုံးရှင်းလင်းချက်တစ်ခုဖြစ်တဲ့တခြားဘာဖြစ်နိုင်မလဲကျွန်တော်တော့မသိဘူးဆိုပြီးတော့သူကမှတ်ချက်ပြုခဲ့ပါတယ်ဒီလိုနဲ့ပဲဆိုဗီယက်ရဲ့လျှို့ဝှက်စမ်းကြဲဆုံးဖြစ်ရဆိုလို့ရှိရင်သိပ္ပံနည်းကြအဖြစ်တစ်ခုကိုရှာတွေ့သွားပြီလို့ဆိုရမှာပါဒါပေမဲ့ဒီဖြစ်ရကတကယ်ပဲတတိပေးနေတာကသဘာဝတရားရဲ့ရှေ့မှာလူသားတွေဟာဘလောက်တောင်တင်းငယ်လဲဆိုတာပါပဲအတွေ့အကြုံရှင်းချက်တဲ့တောင်တက်သမား6ယောက်ဟာဆိုလို့ရှိရင်သူတို့ရဲ့အိမ်မက်တွေနဲ့အတူစိုက်ဘေးရီးယားရဲ့နှင်းဖုံးတောင်ဆောင်မှာထာဝရအိတ်ဆက်သွားခဲ့ရပါတယ်ဒီနေ့ဗီဒီယိုမှာတော့ Dialogue Path ရဲ့ဖြစ်ရအစအဆုံးကိုသုံးသပ်ခဲ့ပါတယ်နှင်းပြိုကျမှုကြောင့်လို့သိပ္ပံပညာရှင်တွေကတော့နောက်ဆုံးမှာကောက်ချက်ချခဲ့ပါတယ်
ဒါပေမဲ့ဒီအဖြစ်ကိုနားဆင်သူတွေကိုစိတ်ကြည်နမှုရပါရဲ့လားတကယ်လို့သာနှင်းပြိုကြမှုသာအမှန်ဆိုလို့ရှိရင်သူတို့တွေကဘာဖြစ်လို့တဲရဲ့အတွင်းဘက်ကနေဓာတ်နဲ့ခွဲပြီးတော့ထွက်ခဲ့ရတာလေဘာဖြစ်လို့တချို့သူတွေရဲ့ဒီခန္ဓာကိုယ်မှာဆိုလို့ရှိရင်ရေဒီယိုတက်တီကြွမှုတွေကိုတွေ့နေရတာလေနောက်ပြီးတော့အဲ့ဒီတောင်ရဲ့မိုင်90အကွာကတောင်တက်အဖွဲ့တွေကဆိုလို့ရှိရင်ဘာဖြစ်လို့ကောင်းကင်မှာလိမ္မော်ရောင်အလုံးတွေကိုသူတို့တွေးရှိခဲ့ကြတာလေဒီမေကိုနေရဲ့အဖြေကတော့နားဆင်သူတွေရဲ့လက်ထဲမှာပါပဲဒီဖြစ်ရက်ကနှင်းပြိုကြမှုလို့နားဆင်သူတွေထင်ပါသလားဒါမှမဟုတ်တခြားအကြောင်းရင်းများရှိမယ်တခုခုရှိနေနိုင်တယ်လို့ထင်ပါသလားနားဆင်သူတွေရဲ့ထင်မြင်ချက်ကိုလည်းကိုမတ်မှာရေးပေးခဲ့ပါအောင်နော်ဘသူကဘလို့ပဲထင်တင်ချောတို့တွေအတူတူဆွေးနွေးကြည့်ကြရအောင်ပါနောက်လာမယ့်ဗီဒီယိုလေးမှာလည်းဒီလိုမျိုးလျှို့ဝှက်ဆန်ကျဲတဲ့အမှုတွေကိုဆက်လက်ပြီးတော့ဖော်ထုတ်သွားမှာမို့လို့ချောရဲ့ Case File 31 Channel လေးကို Subscribe လုပ်ပေးဖို့မမေ့ပါနဲ့နော်ဒီဗီဒီယိုလေးကိုအဆုံးထိနားဆင်ပေးခဲ့ကြတဲ့သူတို့တယောက်ချင်းစီကိုချောအားကျေးဇူးအများကြီးပဲတင်ပါတယ်နောက်နေ့တွေမှာပြန်လည်ပြီးတော့ဆုံတွေ့ကြပါမယ်ရှင်အားလုံးပဲပျော်ရွှင်စရာကောင်းတဲ့နေ့ရက်လေးတွေကိုပိုင်ဆိုင်နိုင်ကြပါစေလို့ချောဆုတောင်းပေးလိုက်ပါတယ်ရှင်